ဒီဗီဒီယိုမှာကျွန်တော်ဒီ Beauty Salon Web application ကိုကျွန်တော်ကfilament နဲ့ရေးမှာပေါ့နော်ဒီကောင်ကသူ project feature တွေပေါ့အဲ့ကောင်ကျွန်တော်က label နဲ့label သုံးမယ် label ဆွဲသုံးမယ်ပြီး filament for သုံးမယ်အဲ့သုံးပြီးတော့ချက်ရေးကြည့်ရမယ်ပေါ့နော်အခုတော့ဆိုကျွန်တော် set လုပ်ပြီးလုပ်ထားတာကျွန်တော် flash label ဆွဲ project install ထားတယ်ပြီးရင် database ပါချိန်ထားပြီးသားခင်နော်အဲ့ဆိုတော့ကျွန်တော်filament ရေးဆို install လိုက်မယ်ပြီးရင်ဒီ filament installation မှာကျွန်တော်တို့ဒီ panel install လိုက်မယ်โอเคဒီကောင်ကကျွန်တော်ဘာ feature ပါမလဲဆိုတော့ကျွန်တော် service management ပါမယ်ဒါကျွန်တော် service ကို CI လောက်ရမှာပြီး service တစ်ခုချင်းစီမှာကျွန်တော် brush နဲ့တူတဲ့ duration ရှိမယ်ပြီး employee ရှိမယ် employee ရဲ့ CI တွေရှိမယ်ပြီး employee တွေကိုကျွန်တော်ကတိုက်တွေခွဲပေးရမှာပေါ့နော်ဒီပြီး employee touch management ဒီမှာကျတော့ကျွန်တော်တိုက်တွေဒီအပေါ်နာတိုက်တွေရှိမယ်ပြီးရင်သူရဲ့ basic salary ပေါ့နော် base salary ရှိမယ်ဥပမာ standard ဆိုရင်ဘယ်လောက်နေ artist ဆိုရင်ဘယ်လောက်ဒီကောင်နဲ့ကျွန်တော်က salary ပြန်တွက်တာမျိုးပေါ့နော်ပြီးတော့ဒီမှာ commission management commission ကျွန်တော်ဥပမာဒီ service မှာဆိုရင်ကျွန်တော်တွဲထားလိုက်မယ်ဒီ employee ကဒီ service ကိုပေးပြီဆိုရင် commission ဘယ်လောက်ရလဲပြီးရင်ဒီကောင်တွေကိုပြီးသွားပြီဆိုရင်ကျွန်တော် calculation auto လုပ်ပါပါနော်ပြီးရင် report ပါမယ် commission database ပါမယ်ပြီးရင် sales report ပါမယ် okay ဒီ membership ကတော့ကျွန်တော်ချက်ချန်ထားလိုက်မယ်promotion လည်းကျွန်တော်ချန်ထားလိုက်မယ်ပြီး inventory management module ပါမယ်ဒီကောင်ကျကျွန်တော် product တွေရှိမယ် product ပါ product တွေဆိုတော့ကျွန်တော် shampoo cream color တခြားတွေအဲ့လိုမျိုးဟာတွေရှိမယ်ပြီးတော့ကျွန်တော်stock နေပြီဆိုရင်ကျွန်တော်အလတ်ပြတာမျိုးရှိမယ် stock and stock history ရှိမယ် okay ဒါဒီ project feature ပါနော်အဲ့တော့ကျွန်တော် database structure ကကျွန်တော်ဆွဲထားတာမျိုးရှိတယ်ဒီမှာဒီကောင်လေးတွေပေါ့ဒီမှာ service မှာဆိုရင် name description price ပါမယ်ဒါမျိုးဆွဲထားမျိုးရှိရဗျဟုတ်ဆိုတော့ကျွန်တော် install လုပ်ထားတာပြီးရင်ကျွန်တော် panel printer မှာကျွန်တော် filament panel က install လိုက်မယ်ကျွန်တော်ဘာပဲလုပ်လိုက် admin ပဲပေးလိုက်မယ်လို့ဆို okay ဒါ filament install လုပ်ပြီးရပြီဆိုရင်ကျွန်တော်ခုန admin လို့ပေးထားတာ admin လို့တော့ဝင်ကြည့်မယ်ဒါဆိုရင် admin panel ရပါပြီဆိုတော့ကျွန်တော် admin panel စောင့်ဖို့အတွက်က admin user အကောင့်စောင့်ဖို့အတွက်က php artisan filament user ဒီနော်ကျွန်တော်အတူကောက်လောက်ထားမျိုးရှိရပြီးfilament user ဒါမှမဟုတ်အတူကောက်ကျွန်တော်မှတ်မှအတူကောက်လောက်ထားတာ admin ပေးမယ် gmail.com password ကိုကျွန်တော် password ထားမယ်ဒါဆို admin ကောက်လောက်ပြပြီးဆိုတော့ဝင်ကြည့်လိုက်မယ် okay ဒါဆိုရင် dashboard လို့ဒါခဏနေပြီးရ like တက်မှုတွေအကုန်ပြရတယ် okay ကျွန်တော်တက်မှုနဲ့ပဲစမ်းလိုက်မယ် okay ပြီးတော့ကျွန်တော်အရင်ဆုံးလုပ်မှာကဒီလို service ကိုရင်သွားရမယ်နော် service အတွက်ဆိုကျွန်တော် database အတွက်စောင့်မယ်ဒီ service တက်ပါနော်ဆိုတော့ database မှာservice okay ဒီ service မှာကျွန်တော်ပါမလဲဆိုတော့ name ပါမယ် description ပါမယ် description ပါမယ်ပြီးတော့ကျွန်တော် price ပါမယ် image ပါမယ် duration ပါမယ် price ပါမယ် image ပါမယ်ကျွန်တော် image ကလောဆယ်ကျွန်တော်နိုင်ပဲထားမယ် duration ပါမယ် duration ကကျွန်တော် string နဲ့ပဲတင်လိုက်မယ်သူတခြားဘာ data ထည့်ချင်ထည့်ပါတော့ကျွန်တော်ဒီ duration ကကျွန်တော်တွက်တာပါညာမရှိဆိုတော့ false လို့ထားလိုက်မယ် okay ဆိုတော့ဒါ service တက်ပြီးရပြီဆိုတော့ကျွန်တော် service ကိုကျွန်တော်ရင်ရောက် CI လုပ်ပြမယ် migrate လုပ်လိုက်မယ်ဆိုတော့ service model မှာကျွန်တော်ကဒီကောက်ကို data ထည့်လို့ရအောင်လုပ်လိုက်မယ်တခုချင်းလိုက်ပြီးတော့ဒီကောက်လေးပဲတုံးလိုက်မယ်နော် okay ဆိုတော့ကျွန်တော် filament panel မှာဆိုရင်ဒီမှာ resource လောက်တာရှိရယ် okay resource create လုပ်ဖို့ကကျွန်တော်ဒီမှာ chat documentation မှာဖတ်ကြည့်လို့ရတယ်
အဲ့မှာကျွန်တော်တစ်ချက်ကျွန်တော်လုပ်နေကြပုံစံတော့လိုက်မယ်ပြီးရင် make fragment resource ပါနော် php လေးစမ်း make fragment resource ဒါသူကောင်းနေရေးတာပြီးတော့ service ပေါ့နော် service model နာမည်ပဲထည့်လိုက်ရတယ်ပြီးတော့ name က service ဘယ်လိုလဲကျွန်တော်ဒါ read only လုပ်မလားဆိုတော့မလုပ်ဘူးကျွန်တော် CID ပါမယ်ဒီကောင်ကိုကျွန်တော် database column ကိုဒီ column တွေကိုသူကြည့်ပြီးတော့ကျွန်တော်လုပ်ပြရမလားဆိုတော့ဟုတ်ပြီလုပ်လိုက်တခါလေ okay အဲ့ဆိုရင်ကျွန်တော်ဒီမှာတစ်ချက် refresh လုပ်လိုက်မယ်နော်အဲ့ဆို service ဆိုတဲ့ဟာပေါ်လာပြီအဲ့မှာကျွန်တော်ဒီမှာ new service ဆိုပြီးနှိပ်ပြီးတော့ဒီမှာကျွန်တော် service တွေအကုန်ထည့်လို့ရပြီဒါပါတော့ကျွန်တော်ထည့်ပြမယ် okay image ပါတင်လိုက်မယ်okay create ဒါဆို create ဖြစ်လာပြီဆိုရင်ကျွန်တော်ဒီမှာအတစ်တိုးလာလားဆိုတော့တိုးလာတယ်ဟုတ်ပြီနော်ဒါဆို service အတစ်တိုးလာပြီဆိုတော့ကျွန်တော်ဒီ panel လေးချက်ပြင်အောင်ဥပမာကျွန်တော်ဒီကောင်ကဒီချမ်းမှာကွာနေရမျိုးရှိတယ်အကောင်မလို့ချင်ဘူးဆိုရင်ကျွန်တော်ဒီမှာ admin panel provider မှာတွားပြီးတော့ကျွန်တော်ဒီကမှာ mask contact width ပေါ့နော်ဒီကောင် width filament က width ကိုယူမယ် full တောင်းလိုက်မယ်အဲဒါ refer လိုက်မယ်ဒါနည်းနည်းကျဲပါပြီ okay အကျဲပြီဆိုရင်ကျွန်တော်ဒီ color ဥပမာဒီ color လေးပြောင်းချင်တယ်ပါမျိုးဆိုရင်ကျွန်တော်ဒီမှာ primary color ဆိုရှိရအမှကျွန်တော်လွှတ်လို့ရေးလိုက်ပြီဆိုရင်ဒါနေရာပြောင်းသွားမျိုးပေါ့ okay နော်ဒီဟာကိုလည်းကျွန်တော် brand logo brand name ပေါ့နော်ဥပမာကျွန်တော် brand name ဆိုပြီးတော့ထားလိုက်မယ်ဆိုရင် petition ဆို petition ဖြစ်လာပြီဥပမာကျွန်တော် logo ရှိရဆိုရင်ဒီမှာ brand logo access ပြီးတော့ကျွန်တော် image file ပေါ့နော်ဒီလိုဆိုကျွန်တော်ထည့်တော့ okay ဒါဆိုရင် service ရှိမယ်အဲ့ service မှာဆိုရင်ဒီမှာဒီဘေးနား icon navigation icon လည်းကျွန်တော်ပြင်လို့ရတယ်ဥပမာ service resource ပြန်သွားမယ် service resource ဒီမှာ hero icon တွေက outline ထဲကကျွန်တော် hero icon တစ်ချက်သားကြည့်လိုက်မယ်ဒီကောင်ပေါ့တစ်ခုထားရမယ်ခိုင်းရရှာလိုက်မယ်ဘာပဲထားလိုက်မယ် box square ထားလိုက်မယ်နော်အဲ့ဒါ square 2h2 ပေါ့ကျွန်တော်သုံးမှာ square 2h2 ဆိုတော့ဒီမှာ outline sqs and sqs square 2h2 ပေါ့ဒီမှာဒီကောင်လေးထည့်လိုက်မယ်ဆိုရင် okay ပြောင်းလိုက်မယ်အမှ service ပြီးတော့ဒီကောင်နှိပ်လိုက်ပြီဆိုရင်ကျွန်တော် page အတစ်ရောက်တော့အကောင်ကကျွန်တော်မလိုချင်ဘူးဘာလို့ဆို service ထည့်တာကကျွန်တော် page အတစ်တွိုင်းဆိုတနေရာဘက်ပြန်ထွက်ရမျိုးရှိတယ်အဲကြောင့်ကျွန်တော်ဒီကောင်ကိုကျွန်တော်ဒီ create နဲ့ edit ကိုကျွန်တော် comment ပေးလိုက်မယ် okay နော်အဲ့ဆိုရင်ကျွန်တော် new service ကိုနှိပ်လိုက်ပြီဆိုရင် model နဲ့ထွက်လာပြီဟုတ်ပြီနော် model ထွက်လာပြီဒါဆိုရင်ပို့ပြီးတော့မြန်လာပါတော့price ကဒီမှာ dollar sign ဖြစ်နေတယ်ဟော dollar sign ဖြစ်နေရဆိုရင်ကျွန်တော်က price က amk နဲ့ပဲတောင်းမှာဆိုတော့ဒီ font လေးပြင်မယ်ဆိုရင်ကျွန်တော်ဒီမှာရှိရယ်font ဆိုတဲ့ထဲမှာကျွန်တော် service font ဆိုတာရှိရယ်အကောင်လည်းဖွင့်လိုက်အမှတ်ဒီပါ let's import ရှိမယ် description ရှိမယ် price ရှိမယ် file upload ရှိမယ် duration တွေပါရှိမယ်ဆိုတော့ကျွန်တော်ကဒီကောင်းကို amk ထားလိုက်မယ် prefix ကို okay amk ဖြစ်လာပြီduration ကိုပေါ်လာထားခြင်းနဲ့ image ကိုအောက်မှာထားခြင်းနဲ့ဒါဆိုရင်ဒီတိုင်းရွှေ့အောင်မယ် okay duration ပေါ်ရောက်လာပြီ okay ပြီးတော့ image ကကျွန်တော်က full width တွားလိုက်မယ် full width တွားတော့ဒီကမဲ့ထုတ်လိုက်မယ် image မှာဆိုရင်ကျွန်တော်ဒီမှာရှိတယ် image editor ဆိုတာရှိတယ် image editor ထည့်လိုက်ပြီဆိုရင် image edit တွေလုပ်လို့ရမယ်ဟိုဒီမှာ edit ခလုတ်တွေပါအကောင်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီ site တွေပါဘယ်လိုပြောင်းလို့ရပါတော့တခြားဒီ image edit တွေအများကြီးလုပ်လို့ရတယ်ရယ်ဒီ filament image editor ဒီမှာချက်ကြည့်လို့ရ image editor ဒီမှာဒီ ratio တွေပါလည်း preset ထားလို့ရတယ် okay ဒီမှာတစ်ချက်ဖတ်ပြီးတော့လုပ်ရကျွန်တော်ဒီတိုင်းလည်းအဆင်ပြေဆိုတော့ဒီတိုင်းပဲလုပ်လိုက်မယ်ဆိုတော့ဒီမှာကကျွန်တော် file upload မှာကျွန်တော်တစ်ချက်ပြင်မှာကဒီကောင်ဒီ disk ကိုကျွန်တော်
public ထားလိုက်မယ် public ထားလိုက်မယ်အဲဆိုနောက်ပိုင်းကျွန်တော်file upload လုပ်ပြီးဆိုရင်ဒီရဲ့ public folder ရရောက်သွားမှာပေါ့နော် public folder ကြောင့်ကျွန်တော် API တွေပိုင်းတောင်းလို့ဆိုရင်ဒီ public folder ထွက်လာဆိုတော့ public ထားတာပိုအဆင်ပြေရပြီးတော့ကျွန်တော် table touch ပြန်လာမယ် service table မှာနေ image column price မှာကျွန်တော်ဒေါ်လာဆိုင်ဖြစ်နေဆို money မှာကျွန်တော် amk ရထည့်လိုက် okay money မှာ amk ထည့်လိုက် image duration ဒါရတယ်ဒါဆိုအဆင်ပြေကျွန်တော် edit လုပ်ရမယ် delete မပါလေဘူးကျွန်တော် delete ကကျွန်တော်ကဒီမှာထည့်လို့ရတယ် record action မှာနော်ဒီမှာကျွန်တော် delete action တင်တော့ထည့်လိုက်မ delete ပါပါလိမ့်မယ်နော် delete ဖြတ်မှာဖြတ်မယ် okay ဆက် delete ဒါဆိုရင် service တော့မြန်တယ်ဗျာပြီးသွားပြီဆိုတော့ကကျွန်တော် product ကြံမယ် product လုပ်မယ် product မှာပါတယ်ဆိုတော့ product မှာကကျွန်တော် product name description price image ဒါပဲပါမယ် name description price ကျွန်တော်ပြင်တာ default 0ထားမယ် image okay ဒါ migrate လုပ်မယ်ပြီးခုနအတိုင်းပဲကျွန်တော်ဒီ model ကိုသွားပြီးတော့ get အကုန်မထည့်တော့ဘူးတစ်ခုချင်းလည်းမထည့်တော့ get ဒီလိုလုပ်လိုက်မယ် okay နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာမပေါ်လာကျွန်တော် resource ဆောင်းအောင်မယ် PA make filament resource product မှာဟုတ်ပြီ generate လုပ်မယ် refer လုပ်မယ် product ထွက်လာပြီ okay ဒီမှာ product ထွက်လာပြီဆိုတော့ product level တူပဲကျွန်တော် product resource မှာကျွန်တော်icon တစ်ချက်ထားကြည့်မယ်ပေါက်ပဲတော့တောင်းလိုက်မယ် SQ ဒီကောင်တောင်းလိုက်မယ်ဒီကောင်တောင်းလိုက်မယ်နော် square tree stack 3D ပေါ့နော်ဟုတ်လား square tree stack 3D ဒီကောင်တောင်းလိုက်မယ်ဒါ product ပြောင်းပါပြီပြီးတော့ကျွန်တော်ဒီကောင်ကို comment ပိတ်လိုက်မယ်ဒါမလို့ဒါဆို model ပေါက်လည်းဖြစ်လာပြီ okay ကျွန်တော်တို့ဒီ table form မှာကောပဲကျွန်တော် product form မှာကောပဲဒီကောင် image editor နေမယ် this public ဒီမှာတစ်ခုကြံခဲ့တာကကျွန်တော်ခုန table မှာပေါ့နော် table မှာတော့ကကျွန်တော်ဒီမှာ image column ရှိရယ်ဒီ image column မှာကျွန်တော်ဒီမှာ this ပတ်ထည့်ရမှာဒီကောင်လေးထည့်မှာကျွန်တော် public တင်တဲ့အချိန်ဒီရောက်လာမှာပေါ့နော်လောလောဆယ်ကျွန်တော် public image မရှိဘူးဗျာဒီမှာပြတ်သွားတယ်မရှိတော့အဲ့ပါamk ထည့်မယ်ပြီးတော့ကျွန်တော် form မှာက form မှာဆိုရင် image description ပြဒါဆင်ပြီးရ product က PA ဟုတ်ပြီ1000 image တင်တာတင်မယ် create ဒီမှာ image မပေါ်ဘာလို့မပေါ်လဲဆိုတော့ကျွန်တော်တို့ public folder နဲ့ချိန်ထားတာဒီ public folder ရေမဝင်တော့ဒီမှာပေါ့နော် public ဒီထဲမှာမဝင်တော့ဗျာအဲ့ဆိုကျွန်တော် story link လောက်မှာ php artisan story link အဲ့ဆိုရင်ပေါ်လာလိမ့်မယ်ကျွန်တော်ဘာလို့မပေါ်လဲဆိုချက်ကြည့်လိုက် console မှာ product တွေပဲproduct table မှာကျွန်တော်ဒီမှာ image column မှာကျွန်တော် this publish ပေါ်လိုက်နော်အဲ့ဆိုရင်ဒီမှာလည်း amk ထားလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် product လည်းပြီးသွားပြီပြီး delete ထည့်လိုက်မယ်okay delete ထွက်လာပြီဆိုတော့ကျွန်တော်ဒီနှစ်ခုပြီးသွားပြီပေါ့နော် product နဲ့ service ပြီးသွားပြီ umbrella ကြံမယ် umbrella တိုက်ကြံမယ်ဆို umbrella တိုက်အရင်လုပ်မယ် umbrella တိုက်အရင်လုပ်မယ် umbrella တိုက်ကနေပြီးတော့ဒီကောင်ချိန်မှာဆိုတော့လေ umbrella တိုက်အရင်လုပ်မယ်ဆိုတော့ကျွန်တော် PA make model PO EM PL ROY တိုက်
ဒီမှာကျွန်တော်တို့က friend name လုပ်မယ်နော် name ပြီးတော့ဒီမှာ base salary ဒီမှာ from နဲ့လုပ်ထားတာ from okay ဒါအောင် migrate လုပ်လိုက်မယ်တခါလေကျွန်တော် employee ပါတခါလုပ်လိုက်မယ်model employee တွေပဲကျွန်တော် name ရှိမယ် phone image duration duration ဘာလို့ပါတာဒီကမလို့ဒါပဲပါမယ်ပေါ့နော်ဒီမှာကျွန်တော်ထည့်ချင်တဲ့ဟိုဟာ email တို့ဘာလို့ထည့်ချင်လဲရအဲ့ဒါမဲ့ဒီကမလို့တော့ကျွန်တော်မထည့်ဘူး name မှာကျွန်တော်ဒီတိုက်နေချိန်မှာဆိုတော့ foreign ချိန်လိုက်မယ် foreign id for apply type class constraint currently လောက်မယ်နော်ဒီ employee type ပြပြီဆိုရင်ကျွန်တော်ဒီကောင်မှာပြတ်လာလိမ့်မယ်ဆိုတော့name ပါမယ် phone ပါမယ် phone ကဒီကောင်ကဖုန်းတော့မလိုဘူးဒါပေမဲ့အကောင့်အနေနဲ့ထားလိုက်ပေါ့နိုင်ပဲထည့်မယ် image ပေါ့နော် image နဲ့နိုင်ပဲထားမယ်ဆိုတော့ကျွန်တော်ဒီ model မှာကျွန်တော်product ရဲ့ card ဘယ်တိုင်းမှာပဲဒီကောင် copy လိုက်မယ်ဆိုတော့ကျွန်တော် resource လောက်မယ်ပြီး PHP artisan make framework resource employee sorry employee type ရင်လောက်မှာ employee type okay ကျွန်တော် generate လုပ်လိုက်မယ်ဆိုတော့ဒီမှာထွက်လာလိမ့်မယ် employee type ပါမယ်ပြီးတော့ကျွန်တော် employee လုပ်မယ် employee employee no ကျွန်တော်လည်း employee ပါထားလိုက်ဆိုတော့ဒါဆိုရင်ကျွန်တော်employee type ကိုအရင်လုပ်မယ်နော် employee type ရင်ပြီးတော့ resource မှာကျွန်တော်ဒီ logo ပြောင်းမယ်ဆိုတော့ကျွန်တော် type ကခု logo အဆင်ပြေတဲ့ဟာ okay user ကကျွန်တော်တို့ကထားပါတခုချိန်ရမယ်ဒီကောင်ပဲလုပ်လိုက်ပါတော့ square ပဲသုံးလိုက်မယ်နော် square to stack okay employee type ရပြီ employee type မှာကျွန်တော်ကဒီကောင် comment ပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ form မှာ type base salary okay ဒီမှာဒါကartist ကိုရင်ကျွန်တော်တောင်းထားရမယ် okay delete action ထည့်မယ် delete action okay base salary ရှိမယ်ဒီမှာကျွန်တော်တို့ employee မှာပြန်လာလုပ်မယ် employee က employee resource မှာကျွန်တော်ဒီမှာကျွန်တော် user အနေနဲ့တောင်းလိုက်မယ် user group okay employee ဖြစ်တယ် page ကို comment ပေးမယ် form မှာတစ်ချက်ပြင်ရမှာဒီခါမှာကျွန်တော်တို့ဒီမှာ employee တွားပြီဆိုရင် employee type ထည့်ခိုင်းတာဒါကကျွန်တော်အဲ့မထည့်ချင်ကျွန်တော်မှရှိရဟာ drop down နဲ့ယူခိုင်းစေချင်တာဆိုတော့ချက်တည်ရမှာချက်ရမှာနော် employee type ID မှာကျွန်တော်ဒီကောင်ကို select နဲ့တွားမယ် filament form နဲ့ select တွားမယ် numbers ကိုဖြုတ်မယ် option မှာကျွန်တော်ဗာထည့်မလဲဆိုတော့ရှိသမျှ employee ပေါ့နော်ရှိသမျှ employee type အော်ယူမယ်အဲ့ဒီမှာကျွန်တော်တို့က name နဲ့ ID ရေးယူလိုက်မယ် name ကို key နဲ့ယူပြ ID က values ကို ID နဲ့ယူလိုက်ပါနော်ပြီးတော့ကျွန်တော် native ခက်မပြမယ်နော်ဒီမှာဆိုရင်သူ drop down တော့ဖြစ်တယ်ဒါပေမဲ့ဒီပုံစံနဲ့မမိုက်ဘူးဗျာ
မမိုက်တော့ကျွန်တော်တို့က native for ထားလိုက် native for ဒါဆိုတော့ဆိုင်အဆင်ပြေပါပြီကျွန်တော်ရှာချင်လဲရှာလို့ရဥပမာ search able ပေါ့ search able နေလိုက်ပြီဆိုရင်ဒီမှာကျွန်တော်ရှာရရှင်းဟုတ်ပြီနော်ဒီ label ကိုကျွန်တော်ပြင်လိုက်မယ် label ကိုပြင်ဖို့ကဒီမှာ label တွားပြီးတော့ type ဆိုပြီးတော့ထားလိုက်အဲ့ဒါ type okay နော် type ပြောင်းပါပြီ phone name phone type drop ဒါအဆင်ပြေတယ်အဲ့ဆိုမောင်ကျွန်တော်တို့ဒီမှာ employee မှာကျွန်တော်ကျန်ခဲ့အောင်ဆောင်းမမလားမဒါခွေဒါဟုတ်တယ်အဲ့တော့အခုခုနဆောင်းမမလို့ဗျာ save ဖို့မေ့ရဖြစ်ဒီမှာဆိုရင်ကျွန်တော်က table မှာဆိုရင် employee type ကဒီမှာ integer ဒီ number id နဲ့ပဲထွက်နေတယ်အကောင်မလို့ရှင်ဘူးဆိုတော့ကျွန်တော် employee မှာ relation လုပ်ချင်မယ် type ဆိုပြီးတော့ဒီကောင်က belong to ဖြစ်မယ် type class ဒီမှာကျတော့ကျွန်တော် employee type id ပြီးတော့ id နဲ့လည်းချိန်မယ်ပြီးတော့ကျွန်တော်ဒီ employee table မှာemployee table မှာဒီမှာ employee type id ဗျာဒီကောင်အဲ့လိုမလုပ်ဘဲနဲ့ type name လို့လုပ်လိုက်ဒီရဲ့ type ထဲက name ကိုယူလိုက်မယ်ဗျာ number ကိုဖြုတ်မယ် label မှာက type လို့ထားလိုက်မယ် okay ဒါဆို type နေရာတင်နဲ့ထွက်လာပြီနော်ဟုတ်ပြီ delete ထည့်မယ် image ကမရှိဘူး image ကမရှိလို့မပြအောင်ကျွန်တော် image ပါတင်ချင်တယ်ဆိုရင်ဒီမှာ edit လုပ်လို့ရတယ်โอเคဒါဆို image ရှိသွားပြီနော် employee type employee ဒီမှာကျွန်တော်က type အောက်မှာပဲကျွန်တော် employee ကိုထည့်ချင်တာဥပမာကျွန်တော်တခုခုထည့်ချင်တယ်ဆိုရင် style လေးထည့်ပြီးတော့ကျွန်တော်လုပ်ပြီးပြီဆိုရင်ဒီကောင် style လေးကိုထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာတော့ထည့်ရမျိုးရှိရဗျာအဲ့နှစ်ဆင့်လောက်တာမလိုချင်ဘူးဆိုတော့ဒီ style လေးအောက်မှာကျွန်တော်ဒီမှာ relationship manager ဆိုတာရှိရ relationship manager ဒီမှာ relationship manager ပေါ့ဒီကောင်တုံးလို့ရတယ်ဒီကောင်ကကျွန်တော် form ကိုစောင့်တော့ပေးရဗျာအဲ့ဆိုကျွန်တော်ဒီမှာချက်လုပ်ပြလိုက်မယ်နော် PMA film relation manager okay နော် manager ပြီးတော့ဒီကောင်ကcategory resource ဆိုတော့ဒီကောင်ကဘာဖြစ်မယ်ဘယ် resource မှာလဲပေါ့ဟိုမှာ employee အရင်ဆုံး relation manager မလုပ်ခင်ကျွန်တော်ဟိုမှာလုပ်ရမှာ employee type မှာပေါ်ရတဲ့ဆောင်းမှာrelation တော့ဆောင်းမှာemployee has many ပေါ့အများကြီးရှိရယ် employee class idတောင်းဖြစ်မှာနော်ဆိုတော့ကျွန်တော်တော့စောင့်မယ်ဆိုတော့ film manager resource ရဒီကောင်လေးချိန်မယ် okay no yes employee ဆိုတော့ကျွန်တော်ဒီ relation manager တော့စောင့်ပြီးပြီဗျာစောင့်ပြီးပြီဆိုရင်ဒီမှာဒီကောင် form တွေရောအကုန်ရှိရယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော် register လုပ်မှာ register လုပ်ဖို့ကဒီကကျွန်တော်သုံးမဲ့နေရာပေါ့ employee type resource မှာသုံးမှာဒီမှာ cat relationship ဆိုတာရှိတယ် employee ဟာနော်ဒီကောင်လေး
ခုနဆောင်းလိုက်နာမည်လေးဒီမှာ create successful လို့ဒီကောင်လေးထည့်လိုက်ပြီးတော့ဒီကောင်ကကျွန်တော် employee type resource ဒီကောင်လေးတစ်ချက်ပြန်ဖွင့်ပြလိုက် create နဲ့ edit ပေါ့နော်ဝင်ကြည့်လိုက်မယ်ဆိုရင်ဒီမှာတိပဲfont တစ်ခုထွက်လာရဗျာဒီအောက်မှာကျွန်တော်က new employee ထည့်မလား employee ထည့်မယ်ဆိုဘယ်လောက်ထည့်မလဲဘယ်လိုထည့်မလဲပေါ့နော်အဲ့မျိုးရှိရယ်ဒီကောင်ကိုကျွန်တော်ပိတ်ထားပြီဆိုရင်ဒီကောင် not found ဖြစ်သွားပြီဝင်ကြည့်လိုက်မယ်ဆိုဒီမှာပေါ်မှာမဟုတ်ကျွန်တော်ဒီကောင်ဖွင့်လာမှာပေါ်ရဲ့နေလေးရှိရဒါပေမဲ့ဒီကောင်ကဒီကောင်အလွယ်ဆုံးပေါ့နော်ဒီအတက်ကျွန်တော် employee မှာ employee ဒီကောင်တော့ပြင်အောင်ပါခုနလိုမျိုး found မှာကျွန်တော်ဒီကောင်ပဲ copy လိုက်မယ်ဒီမှာဆိုတော့နေရာ distance လေးထည့်မယ်ဒီကောင်ကတိုက်ကမလိုတော့ဘူးဒီကောင်ဒီတိုက်အောင်မှာဆိုတော့ဒီကောင်ရွေးစရာမလိုတော့ရွေးစရာမလိုတော့ဘူးဆိုရင်ကျွန်တော်ကဒီမှာတစ်ချက်တော့လုပ်လို့ရရthen I had the four values the employee type ID shift manager ဒီကောင်တိုက်အောင်မှာဆိုတော့Okay အဲ့တော့ကကျွန်တော်တို့ကတစ်ချက်တက်ကြည့်လိုက်မယ်နေနော်ကျွန်တော်တစ်ချက်version မှန်ချက်ကြည့်လိုက်မယ် bright type okay ပြီးတင်ကထဲမှာကြည့်မယ်တိုက်ကိုကျွန်တော်ဒီမှာတယောက်ရှိရယ်အမေတိုက်မှာကြည့်ရယ်အပရမရှိဘူးဖြစ်နေဒါဆိုကျွန်တော် relation မှာနေဒီဟာပဲလုပ်ချင်အောင်အဲ့ဒါထွက်လိုက်နော်ဒီကောင်ကမှန်တာပါလားအဲ့ဆိုရင်ကျွန်တော်တစ်ချက်ပြန်ဆန်းကြည့်လိုက်မယ်ဒီမှာgreat အဲ့ဆိုရရနော်ဒီကောင်ကိုကျွန်တော်ကပြစရာမလိုပါဒီနားမှာကော်နေဒီကောင်မလိုတော့ဘူး okay ဒါဆိုအဆင်ပြေရကျွန်တော်တို့ဒီမှာ search လုပ်လို့ရတယ်ဒီမှာကျွန်တော် tag ကဒီ style လေးမှာတရားမှမရှိဘူးဆိုတော့ကျွန်တော်ဒီမှာလုပ်လို့ရတယ် style လေးမှာတရားရောက်ပါပြီဒီအောက်မှာကကျွန်တော် not တရားပေါ့ style လေးမှာထည့်ရနေရာဒီမှာထည့်ရအဲ့လိုလုပ်တာပေါ့ okay အဲ့ဆိုရင်ကျွန်တော်က employee type ပြီးဒီကောင် stock တွေရှိမယ် stock တွေအတွက်ကကျွန်တော်တို့ဒီ product မှာပေါ့နော် relation ဒီကောင်လေး relation မှာတော့မှာပဲ relation ကကျွန်တော်ထားပါတော့ဒီ make stock money m migration လုပ်လိုက်မယ် migration စောင့်မယ် product id product class consume delete ပြီးတော့ကျွန်တော်တို့ကတိုက်ရှိမယ်တိုက်ကကျွန်တော် ename ရှိမယ် ename လုပ်မယ်ဘယ်နှခုလုပ်မလဲဆိုတော့ in နဲ့ out ပဲဒီလိုရှိမယ်ပြီးတော့ကျွန်တော်တို့က note ရှိမယ်ပြီးတော့ user id ရှိမယ်ဘယ်လိုလုပ်တာလဲပေါ့နော်ဒီကောင်က
တော့ကျွန်တော် quantity ရှိမယ် quantity ရှိမယ်အကောင် migrate လုပ်လိုက်မယ် migrate လုပ်ပြီးတော့ process stock မှာကျွန်တော်ဒီရဲ့ဟာပဲတက်လုပ်လိုက်မယ်ပြီးတော့ ration ရဲ့ product ကဒီ product ကကျွန်တော်ပြီးလုံးလို့ဖြစ်မယ် class ပြီးတော့ userအဲ့ဒါကျွန်တော် resource လို့ရပြီ resource ကကျွန်တော်မသုံးတော့ဒီ resource ကရှင်းကြည့်လိုက်မယ်နော်ဒီကောင်ကိုကျွန်တော်က stock လုပ်မယ်ဆိုရင်ဒီ product ကိုနှိပ်ပြီးတော့ okay အရင်ဆုံးအလွယ်နည်းအရင်လောက်ကြရမယ်နော်ကျွန်တော် product stock resource ဆောင်းလိုက်မယ် pma framework resource product stockနော် generate လုပ်မယ် product stock လာတယ်ကျွန်တော် icon ပြောင်းမယ်product stock ကဒီကောင်နဲ့အဆင်ပြေမယ် document မှာ POC အမြင်ဒီ document နဲ့အဆင်ပြေ document chat bar ပေါ့session chat bar ဒီကောင်လေးလုပ်လိုက်မယ် okay product stock ကျွန်တော်အတစ် stock လုပ်ပြီဆိုရင်ဒီကောင်ကျွန်တော်ဟာလုပ်လိုက်မယ်အတစ်ဖြာလိုက်မယ်လာပြီဆိုရင် product ရွေးခိုင်းမယ်ရွေးပြီးတော့ဒီဟာက inner out လားဆိုတာရွေးခိုင်းမယ်နှုတ်ရေးမယ်ဘယ်လောက်ပို့နေလဲဆိုတာထည့်မယ်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့ကဒီရဲ့ form မှာချက်ပြင်မယ် form မှာကျွန်တော်က product id က select ပြင်မယ် option က product ထဲကအကုန်ယူမယ်black ရှိမယ် okay နော် black ရှိမယ်ဒီမှာတစ်ချက်မှားသွားတယ် sorry ဒီ product stock က user id နဲ့လုပ်မလားuser id နဲ့လုပ်လိုက်မယ်နော်ကျွန်တော် employee က user မျိုးတည်းလေဒီ user ပဲပြောပြီးရမှာဆိုတော့ employee ကဥမာဒီဝန်ထမ်းကနေပြီးတော့ကောင်းရှော့တပူယူရတယ်ဆိုလေပဲဒီ admin panel ကိုင်းတဲ့လူပဲထည့်ပေးရမှာဆိုတော့လေဒီ user id ပဲယူလိုက်မယ်ဒီပဲ product ရှိမယ်ဆက်ရှိပဲ okay ဒီကောင်လေးတစ်ပြောင်းလိုက်မယ်နောက်ရှိမယ် user id ကဒီကောင်ကကျွန်တော်က create လုပ်တဲ့ချိန်မှာလောက်မှာ okay stock ရှိမယ်ဘယ်နှခုလောက်လာလဲနော်ဒီ user id ကိုကျွန်တော်ကဟိုမှာလုပ်လို့ရတယ် boost မှာရှိရမှာလာပဲချဲမှာဟိုလည်း boost ဆိုတာရှိတယ်ဒီရဲ့ model မှာကျွန်တော်ဟိုကဒီ model စစောင့်တဲ့အချိန်မှာကျွန်တော်လုပ်မဲ့ဟာပေါ့အမှကကျွန်တော်တစ်ချက်ပြလိုက်မယ်ဒီကောင်မျိုးပေါ့ဒီကောင်ပဲ copy လိုက်မယ်ဒါပုံမြန်တယ်user id ကကျွန်တော်ကကင်တုံးမှုပုတ်ကင်တော့မှာပုတ်ကင်ဆိုတာဒီကောင်အပြင်မှာ stock ပါ
stock ထဲ user id ထဲကဒီကောင်လေးလို့ stock ထဲ user id ထဲကကျွန်တော် out id ပါ okay ဒီတိုင်းလုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် create လုပ်ပြီဆိုရင်ဒါဖြစ်တယ်ဆက်ပါတော့ကျွန်တော် updating ဆိုလဲရတယ်ဒီမှာလည်းရတယ် okay အဲ့ဆိုရင်ကျွန်တော်ထားပါတော့ကျွန်တော် stock လုပ်လိုက်မယ် stock product ကြည့်မယ် in 30ပဲနော်ဗျာအဲ့ဆိုရင်ကျွန်တော် migration မှာဆက်ကြည့်လိုက်မယ်ဒီမှာ user ID က1ဖြစ်သွားတယ်ဘာလို့ဆိုတော့ကျွန်တော်အခု login ဝင်လာတဲ့ admin@gmail.com ဆိုတာ1တခြားတရားလုပ်ပြီဆိုရင်ဒီမှာသူ့ ID ပြောင်းလိုက်မယ်ဝင်နော်ဒီ product တွေပဲမှာချက်လုပ်လိုက်မယ်ဆိုတဲ့ပဲ product ကခုနပြောတဲ့ product name ဖြစ်မယ် okay product name ဖြစ်မယ်ပြီးတော့ဒီကောင် type ရှိမယ် user name ဖြစ်မယ်နော် user ဘူးလောက်လဲဆိုတော့ပေါ်တယ်ရှိမယ်ကျွန်တော်ထားပါတော့ကျွန်တော်အောက်လုပ်မယ်ဆိုရင်okay ဟုတ်ပါအဲ့ကောင်က stop တွန်းဖြစ်တယ်ဆိုတော့ကျွန်တော် test ပို့ပိုင်းပြီးသွားပြီကျွန်တော်နောက်တစ်ပိုင်းမှာကျွန်တော်ဟောသွားမယ်ဒီကောင်ပြီးပြီဒီကောင်ပြီးပြီဒီကောင်လည်းပြီးပြီကျွန်တော်တိုက်လို့ပြီးပြီဒီကောင်လည်းပြီးပြီဒါလည်းပြီးပြီဒီ commission ကြံမယ် propose ကြံမယ် promotion ကကျွန်တော်ခြံခဲ့တဲ့3ခုပေါ့ဒီ inventory လည်းဒီကောင်ပြီးပြီဒီကောင်လည်းကြံမယ်ဒီကောင်လည်း history ရတယ်ကျွန်တော်ပြီးပါပြီဆိုတော့ဒီ low stock alert နဲ့ကျွန်တော်က low stock alert နဲ့ report ပဲကြံတော့မယ် report commission ပါဒီကောင်လည်းကြံတော့မယ် okay